Hello မင်္ဂလာပါတော်ထပ်ပါကဲဒီနေ့ရောဘယ်လိုလဲဘဝမှာကိုပြေးလွှိုင်းနေမောနေပြီဘဝမောနေပြီဒါမှမဟုတ်ចောင်းစာရေးလုပ်ပြီးပင်ပန်းနေပြီလားဒါမှမဟုတ်ရင်ဥမာညဘက်ကိုစိတ်ပီစီမှုတွေများပြီးတော့အိမ်မပြောတာမျိုးတွေဖြစ်နေပြီလားအဲ့ဒါမျိုးဆိုလို့ရှိရင်အဲ့အတွက်ဒီနေ့ရော tips and tricks တွေတခုကိုပြောပြမယ်ပေါ့နော်ဒီဟာလေးကိုလုပ်ကြည့်ခြင်းအပြင်ကိုပို့ပြီးပျော်ရွှင်လာမယ်နောက်ပြီးတော့ပို့ပြီးတော့အိပ်ပျော်မယ်နောက်နေ့မနေ့ကကြည်လင်နိုးထားလာမယ်ပေါ့နော်ဆိုတော့ tips and tricks တွေနှစ်ခုကိုပြောပြခြင်းတယ်အဲ့ဒါဘာလဲဆိုတော့ gratitude channeling gratitude channeling ဆိုတာရှင်းတယ် gratitude ဆိုတာကျွန်တော်ကျေးဇူးတရားပေါ့နော်အဲ့တော့ကိုအိတ်ခါနီးမှာကိုရဲ့ဖုန်းမှာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်ကိုရဲ့ဘေးမှာစောက်တော့ပဲထားပဲဖြစ်အဲ့စောက်ထဲမှာတိတ်ကလေးတက်လိုက်ပေါ့ဒီနေ့တိတ်ကလေးတက်ပြီးလို့ရှိရင်ဒီနေ့ကိုကျေးဇူးတင်တဲ့အကြောင်းလေးတခုပေါ့ကိုဘာလို့နှစ်ချိုက်သဘောကျခဲ့တယ်ကျေးဇူးတင်စရာကောင်းတယ်လေအဲ့ဟာလေးသုံးခုကိုရေးကြည့်ဥပမာတကယ်ချင်းကိုကိုမုံကျွေးတာကျေးဇူးတင်လိုက်တာပေါ့နော်အဲ့ဒါမျိုးပေါ့အရင်ကြီးမဟုတ် very small things small things တွေပေါ့တိတိလေးပဲမြေကျေးဇူးတင်စရာကောင်းတယ်ဥပမာဒီနေ့ငါသူတယောက်ကိုကူညီလိုက်တယ်အဲ့ဆိုငါဝမ်းသာတယ်ငါပျော်ရွှင်ရတယ်နောက်သူတယောက်ကငါ့ကိုကူညီလိုက်တယ်အဲ့အတွက်ငါဝမ်းသာတယ်ငါပျော်ရွှင်ရတယ်ကျေးဇူးတင်တယ်ဆိုတော့ကိုကျေးဇူးတင်တာပေါ့နော် small things တွေရာဖြစ်သုံးခုအနည်းဆုံး3ခုကိုချရေးကြည့်ပါချရေးအဲ့ဒါလေးကိုပြန်ဖတ်ပြီးမှအိယာဝင်ကြည့်ပါအဲ့လိုဝင်ကြည့်လို့ရှိရင်နောက်နေ့နေ့ကျရင်ဒီကျေးဇူးတရားလေးပြန်သိရပြီးလို့ရှိရင်ဟိုနေ့ချက်ပို့ပြီးအိပ်ပြောတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ gratitude journaling ဟာအလကားမဟုတ်ပါဘူးကျွန်တော်တို့တကယ်ကို story တွေလုပ်ထားပြီးတော့တကယ်ကို stress relief ဖြစ်တယ်တကယ်ကိုပို့ပြီးအိပ်ပြောစေတယ်ပို့ပြီးတော့လည်းဒီစိတ်မျိုး physical ကိုတက်တာစေရဆိုတော့ဒီ story လေးရှိတယ်ပေါ့နော်ဆိုတော့ဒီ gratitude journaling လုပ်ကြည့်ပါလွယ်ပါတယ်ဘာမှမဟုတ်ပါဘူးဒီနေ့ကိုယ့်ရဲ့ small things တွေမှာကျေးဇူးတင်စရာကောင်းတဲ့အချက်ကလေးတွေကိုစဉ်းစားပြီးတော့ချရေးရုံပါပဲနောက်တစ်ခု tips လေးတစ်ခုကဘာလဲဆိုရင်ကျွန်တော်တော်တော်များများအောင်မြင်တဲ့လူတော်တော်များများဘာလို့လေးရှိလဲဆိုရင်နောက်နေ့မှာလုပ်မဲ့ things to do ဒီနေ့ညနေစဉ်းစားလေးရှိရပါတော့ဒီမှာကျွန်တော်ကနောက်တစ် tips တစ်ခုပေးချင်တာပါလဲဆိုတော့ things to do ကိုမစဉ်းစားဘဲနဲ့ဒီနေ့ကစပြီးတော့နေ့ပြန်မှာငါမလုပ်မဲ့အရာတွေ things not to do ကိုစဉ်းစားကြည့်ပါဟုတ်လေသိတာကျွန်တော်တို့ကတနေ့နေ့သစ္စာလိုက်ပြီးဆိုတာနဲ့ things to do တွေကိုချရေးတာဒါပေမဲ့အဲ့ things to do တွေကျွန်တော်ပြီးအောင်မလုပ်ဖြစ်တာများတယ်အဲ့ဒီအစားကျွန်တော်တို့ကမလုပ်တဲ့ဟာတွေကျွန်တော်တို့မလုပ်မဲ့ဟာတွေကျွန်တော်တို့အရေးမကြီးတဲ့ဟာတွေဘဝအတွက် impact မရှိမဲ့ဟာတွေကိုပဲအများဆုံးလုပ်မိတယ်ဘာလို့အဲ့ရတယ်လို့ရလို့အဲ့တော့ကျွန်တော်တို့ကညဘက်မှာတည်းတခါလေးစဉ်းစားဖို့ပါလဲဆိုရင် things not to do နေ့ပြန်ကမလုပ်မဲ့အရာတွေအဲ့မလုပ်မဲ့အရာတွေ list လုပ်တာနေ့ပြန်ကြအဲ့ဒီတော့မှမလုပ်ပါဘူးအဲ့တော့ဟုတ်ပြီเนาะဆိုတော့ဒီနေ့ကျွန်တော် tips နှစ်ခုပြောပါတယ်အိပ်ပျော်ဖို့ပျော်ရွှင်ဖို့ပါလေကျွန်တော် gratitude channeling လို့ခေါ်တယ်ကျွန်တော်တို့ကျေးဇူးတင်တာလေး3ခုချရေးပါဒီနေ့ပဲချရေးပါပြီးရင်ကျွန်တော်တို့ဘာလုပ်ရမလဲ things not to do မဖြစ်မလုပ်မဲ့ရရေးပါအဲ့တော့ comment မှာလည်းဘာရေးမယ်ဆိုတာလေးမှတ်ခဲ့ပေးပါဦးကျွန်တော်ရဲ့ channel လေးကိုလည်း like and follow လေးလုပ်ပေးတာပါကျေးဇူးပါ